ဒီဇက်ကတော့အာကာသယာဉ်ပေါ်မှာစောကစားနေတဲ့တတ္တဝါလေးတစ်ကောင်ကဘာမြေပေါ်ကိုမတော်တဆရောက်ရှိလာတာနဲ့စတင်ထားပါတယ်။တဲခတ်နာတဲ့ထဲမှာမင်းကလေးတစ်ကောင်ကအာကာသယာဉ်ပြစ်ကြတာကိုတွေးသွားပြီးအထဲမှာတတ္တဝါလေးတစ်ကောင်ပါလာတာကိုသိလိုက်ရပါတယ်။15နှစ်ကြာပြီးနောက်သူမရဲ့အိမ်ကိုရောက်သွားတဲ့အခါသူမဟာတားဖီသူရဲ့ပထမဆုံးမွေးနေ့ကိုကျင်းပနေတာတွေ့ရပြီးဒန်နီဟာခွေးလေးတစ်ကောင်လက်ဆောင်ရလို့ပျော်ရွှင်နေပါတယ်။ဒန်နီဟာချာလီနဲ့သူမိုးပြန်ပူဖောင်နဲ့စော့ဖို့အပြင်းထွက်ခဲ့ပြီးမြဲအိမ်နီးနားချင်းကကြောင်ရဲ့နောက်ဆက်ခြင်းကိုခံရပါတယ်။ဒန်နီဟာသူ့အိမ်မွေးတရစ်ဆန်နဲ့စော့ရတာကိုနှစ်သက်ပြီးသူမိဟာအချိန်နဲ့များများအတူရှိနေကြတာကိုစတင်မြင်တွေ့ရပါတယ်။ပစ္စုပန်ကာလကိုရောက်တဲ့အခါဒန်နီကကြောင်သွားဖို့သူ့အိမ်မွေးတရစ်ဆန်ကိုနှုတ်ဆက်ပါတယ်။ဒါပေမဲ့ချာလီကအတော်လေးအိုးမင်းနေပြီဖြစ်တယ်လို့အိမ်နီးနားချင်းကြောင်ရဲ့ချောင်းမြောင်းချင်းကိုလည်းခံနေရဆဲဆိုတာသိလိုက်ရပါတယ်။ကြောင်စင်းတဲ့အခါသူ့အိမ်မွေးတရစ်ဆန်ကသူ့ကိုစောင့်နေတော့မှဒန်နီပျော်သွားပါတယ်။ဒါပေမဲ့ချာလီကတော့သူ့ကိုအိမ်ထိလိုက်ဖို့အိမ်အားမရှိတော့တဲ့အတွက်ဝမ်းနည်းနေပါတယ်။ဒန်နီကချာလီအကြောင်းဖျော်ဖျဖို့သူ့အမေနဲ့တွေ့တဲ့အခါအဆွဲထဲကအစင်းရောင်အလင်းတန်းတစ်ခုတောက်ပါနေတာကိုမြင်ရတယ်လို့ချာလီကလည်းကောင်းကင်ကထူးဆန်းတဲ့အလင်းတန်းကြောင့်နိုးလာပြီးကြောင်ကသူ့ကိုထပ်နှောက်ရက်ပြန်ပါတယ်။ဒါပေမဲ့ရိုးတရက်ဆိုသလိုသူတို့ဟာအစင်းရောင်အလင်းတန်းတစ်ခုရဲ့ဆွဲငင်ခြင်းကိုခံနေပြီးအာကာသယာဉ်ပေါ်ရောက်သွားပါတယ်။မင်းသားလေးကအဲ့ဒီခွေးကိုမွေးချင်းတယ်လို့ပြောတာကြောင့်အဆောင်တွေကသူ့ကိုလောင်အင်းနဲ့ထိလိုက်တဲ့အခါတခြားတရက်ဆန်အမျိုးအစားတွေလည်းရှိနေတာကိုတွေးလိုက်ရပြီးမင်းသားကတော့ကြောင်ကိုမမွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာဒန်နီကချာလီကိုနှုတ်ဆက်ဖို့ပြေးသွားပေမဲ့ချာလီပျောက်ဆုံးနေတာကြောင့်ကြောက်လန့်သွားပါတယ်။အာကာသယာဉ်မော်ပြင်းရောက်တဲ့အခါဘုရင်မကသူမရသားကိုဖမ်းလာတဲ့တရက်ဆန်တွေထက်ကတကောင်ရွေးခိုင်းပါတယ်။မင်းသားကဘေးတရက်ဆန်ကိုမွေးရမလဲဆိုတာမဆုံးဖြတ်နိုင်ပဲဖြစ်နေတာကြောင့်အချိန်ဖြောင်းနေတယ်ဆိုပြီးမိခင်ဖြစ်သူကစူးပို့ပါတယ်။ကဘာပေါ်မှာတော့ဒန်နီကသူ့ခွေးကိုရှာဖို့ကြောညာစာရွက်တွေလိုက်ကပ်နေပါတယ်။မင်းသားကတရက်ဆန်တွေကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ပြုပြင်မွန်းမန်းလိုက်ပြီးမဲ့ခဏလေးနဲ့စိတ်ပြတ်သွားပြန်တာကြောင့်သူတို့ကိုထပ်မံညင်းပယ်ပါတယ်။ဒါနဲ့သူကသူ့ရဲ့စွမ်းအားတွေကိုတုံးပြီးတခါကိုဖွင့်လိုက်တာကြောင့်တရက်ဆန်တွေဟာအာကာသထဲလွင့်ထွက်သွားပါတယ်။ဘယင်မကတရက်ဆန်တွေကိုလွတ်လိုက်တဲ့တားဖူသူကိုစူပူပြီးသူမရဲ့စွမ်းအားနဲ့သူတို့ကိုရင်းပေါ်ပြန်ခေါ်လိုက်ပါတယ်။ပြီးနောက်သူမကတားဖူသူကိုအိမ်မွေးတရက်ဆန်မွေးဖို့မထိုက်တန်ဘူးလို့ပြောပြီးတရက်ဆန်တွေကိုသူတို့အိမ်စီပြန်ပို့ပေးပါမယ်လို့ဆိုပါတယ်။နောက်တစ်နေ့မနက်မှာဒန်နီကသူ့အိမ်မွေးတရက်ဆန်ပြန်ရောက်လာတာကိုတွေ့ရတယ်လို့သူကလူရီနဲ့စကားပြောနိုင်တဲ့စွမ်းအားရောက်လာတာကိုသိလိုက်ရပါတယ်။ဒါအပြင်သူ့အိမ်မွေးတရက်ဆန်ကပို့ပြီးတော့လဲနုဖြိုသွားတာကြောင့်ဒန်နီကသူယူနေပြီးတော့တောင်းထင်းသွားပါတယ်။အဝေးကနေအိမ်နီးနားချင်းကြောင်ကသူတို့ကိုစောင့်ကြည့်နေပြီးအဲ့ဒီကြောင်ကလည်းအာကာသထက်ကအတွေ့အကြုံကနေစွမ်းအားတွေရလာတာကိုကျွန်တော်တို့တွေးလိုက်ရပါတယ်။ချာလီကသူ့တငယ်ချင်းကိုသူကြော်သားရင်နဲ့ဖန်ဆီးချင်းခံခဲ့ကြောင်းပြောပြပြီးစွမ်းအားတွေရလာတဲ့အတွက်သူကိုယ်တိုင်လည်းအံ့ထီနေပါတယ်။ကြောင်ကတော့သူ့တခင်ကိုသူအားအစာကျွေးဖို့အတင်းကျပ်ခိုင်းစေပြီးသူရရှိထားတဲ့စွမ်းအားတွေနဲ့လူယုံမှတည်အောင်ဖြစ်လာမယ်လို့ပြောပါတယ်။ဒန်ဒီကသူ့အိမ်မွေးတရက်ဆန်ကိုဒီနှုတ်ရှက်ပေါက်ကြားသွားရင်အန်ဒီရရှိနိုင်လို့တတိထားဖို့ပြောပါတယ်။ဒါပေမဲ့ရုတ်တရက်လူတွေအကူအညီတောင်းအော်ဟစ်တန်ကိုကြားလိုက်ရတဲ့အတွက်ကဘာအနှံ့ကလူတွေကိုကဲတင်ဖို့ပြန်တန်းသွားပါတော့တယ်။ဒန်ဒီကသူ့စကားနားမထောင်လို့သူ့အိမ်မွေးတရက်ဆန်ကိုစူပူပြီးမဲ့လူတွေကိုကဲတင်ခဲ့တဲ့အတွက်ဂုံယူကြောင်းပြောပါတယ်။ပြီးနောက်ဘသူမှလူကိုယ်တိုင်မသိရအောင်ဝစ်စုံတစ်ခုလုပ်ဖို့အကြံရလိုက်ပြီးအခုဆိုရင်သူ့ကို Charlie the Wonder Dog လို့လူသိများလာပါတယ်။ချာလီဟာကောင်းကင်မှာအရှိန်ပြင်းပြင်းနဲ့ပြန်တန်းခဲ့ပေမဲ့သူ့ရဲ့ဝိယုံကြောင့်တနေရာမှာညှိနေခဲ့ပါတယ်။မောင်းလာတဲ့အခါမြို့ရဲ့တနေရာမှာလူတွေအကူအညီတောင်းနေတာကိုချာလီသိလိုက်ရပါတယ်။ဒါကြောင့်သူဟာအရှိန်ပြင်းပြင်းနဲ့လူတွေကိုတွားရောက်ကဲတင်ပြီးသူ့ကိုယ်သူ Charlie the Wonder Dog အထိမိတ်ဆက်ပါတယ်။ပူတီလို့ခေါ်တဲ့ကြောင်ကတော့သူ့တခင်ကိုအိမ်အလုပ်တွေအတင်းခိုင်းနေပြီးလူရုံမှဖြူဖို့စိတ်ကူးနေသေးပါပဲ။ဒန်နီကသူ့အိမ်မွေးတရက်ဆန်ကိုပြဿနာတွေကိုဖြေရှင်းတဲ့အခါပိုတတိထားဖို့ပြောပါတယ်။ဒါပေမဲ့ရုတ်တရက်လေရင်စင်းပြတ်ကြတာကိုကြားလိုက်လို့သူဟာလူတွေကိုကူညီဖို့အရှိန်ပြင်းပြင်းနဲ့သွားပါတယ်။အိမ်ဖြူတော်ကိုရောက်တဲ့အခါသမတကချာလီကိုကဲဆေးကြီးတွေအတွက်ကျေးဇူးတင်ဖို့ဖိုက်ကြားပါတယ်။ဒါပေမဲ့သူမဟာချာလီရဲ့ကြော်ကြားမှုကိုအသုံးချပြီးအကျိုးရဖို့ပဲစိတ်ဝင်စားနေတာဖြစ်ပြီးခွေးစာရောင်းဖို့ကိုပိုက်အမတ်တန်တကူဖန်တီးနေတာကိုကျွန်တော်တို့သိလိုက်ရပါတယ်။သူတို့အိမ်ကိုပြန်ရောက်တဲ့အခါချာလီဟာအိမ်ကိုသူ့ရဲ့လူရွှေစက္ကန့်ဖြစ်ပြုပြင်လိုက်ပြီးပြဿနာတွေကိုဖြေရှင်းဖို့ဒန်ဒီနဲ့အတူလက်တွဲလှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဇာလန်ကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။ကျွန်တော်တို့ရဲ့ channel မှာနောက်ထပ်ဘယ်လိုစကားမျိုးတွေကိုမြင်တွေ့ချင်တယ်လဲဆိုတာ subscribe like နဲ့ comment ပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်